ခါတော့ကယုံလေးတစ်ကောင်နဲ့လက်ကလေးတစ်ကောင်ရှိခဲ့တယ်။ယုံကလေးကသူ့ကိုယ်သူအမြဲတမ်းအပြေးနိုင်ဆုံးသူလို့ထင်ပြီးဂုဏ်ယူနေတဲ့တဲ့။လက်ကလေးကတော့ခြေထောက်ကလေးနှေးကွေးတဲ့အတွက်မကြာခဏဆိုသလိုယုံကလေးရဲ့လောင်ပြောင်ခြင်းကိုခံနေရတတ်တယ်။တနေ့မှာတော့လက်ကလေးကစိတ်မရှိတော့ပဲယုံကလေးကိုပြိုင်ပွဲဝင်ဖို့အစိမ်ခေါ်လိုက်တယ်။ယုံကလေးကနေပြီးတော့ရေမောပြီးတော့လက်ခံလိုက်တာပေါ့။တခြားတိရစ္ဆာန်လေးတွေအားလုံးကလည်းသူတို့ရဲ့ပြိုင်ပွဲကိုစိတ်ဝင်စားလို့ကြည့်ဖို့အတွက်လာပြီးတော့စုဝေးကြတယ်။အဲ့ဒီအချိန်မှာပွဲလေးစတာနဲ့ပဲယုံကနေပြီးတော့အရှိန်အဟုန်အပြေးနဲ့ပြေးပြီးတော့ထွက်သွားပြီးတော့ခဏအတွင်းမှာပဲလက်ကလေးကိုအဝေးကြီးမှာခြံထားနိုင်ခဲ့တယ်။အဲ့ဒီအချိန်မှာလက်ကလေးကနေပြီးတော့မစုံမနစ်ဖက်သူကတော့ဖြည်းဖြည်းချင်းလမ်းလျှောက်နေခဲ့တာပေါ့။ယုံကလေးကလက်ကလေးကိုလှမ်းကြည့်လိုက်တော့လက်ကလေးကအဝေးကြီးမှာကြံနေတာကိုသူတွေ့လိုက်ရောတွေ့တဲ့အခါမှာသူကနေစဉ်းစားလိုက်တယ်ယုံကလေးကနေပြီးတော့ငါအနားယူအောင်ပါပါလို့ဆိုပြီးတော့တွေးပြီးတော့လမ်းမေးမှာရှိတဲ့တစ်ပင်လေးတစ်ပင်အောင်မှာသူခဏအိတ်လိုက်တယ်အဲ့ဒီချိန်မှာတော့လက်ကလေးကတော့မရမနာပဲတရွရွနဲ့ဆက်လျှောက်လာခဲ့တာပေါ့အိပ်ပျော်နေတဲ့ယုံကလေးကိုသူကကြော်ဖြတ်သွားတာတော့မှယုံကလေးကနေပြီးတော့မနိုးခဲ့ဘူးအဲ့ဒီချိန်မှာယုံကလေးနိုးလာတဲ့အချိန်မှာကျတော့လက်ကလေးကပန်းနိုင်ကိုဝင်မို့တိတ်မလို့တော့ပဲရောက်နေတာကိုသူတွေးလိုက်ရောတွေးရောသူကမန်းကလန်းထပြီးတော့သူလိုက်ပြေးပြီးတော့သူလိုက်တဲ့အခါမှာသူမမီတော့ပါဘူးလက်ကလေးကတော့ပန်းဝင်မြင်းကိုပဲအရင်ဆုံးဖြတ်ပြီးပြိုင်ပွဲမှာအနိုင်ရသွားခဲ့တာပေါ့ဒါကြောင့်မလို့ဒီပုံပြင်လေးမှာဆိုလို့ရှိရင်တားလို့သမီးတို့အနေနဲ့လည်းဘယ်အရာမဆိုဖြည်းဖြည်းမှန်မှန်နဲ့ဇက်တိုက်လှုပ်ဆောင်ခြင်းကအလျင်စလိုလှုပ်ဆောင်ခြင်းထက်ပို့ပြီးတော့အောင်မြင်မှုကိုရရှိနိုင်တယ်ပြီးတော့မာနကြီးပြီးတော့ပေါ်စားတတ်တဲ့သူကလည်းအမြဲပဲဆုံးရှုံးတတ်တယ်ဆိုတဲ့သင်ခန်းစာကိုရရှိမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်